လူတိုင်းမှာတစ်နေ့ကို24နာရီစီအညီအမျှရှိကြတာချင်းတူတူပဲဒါပေမဲ့တချို့ကြတော့လေဒီအချိန်တွင်းမှာအောင်မြင်မှုတွေတပုံကြီးရအောင်ယူနိုင်ပြီးတချို့ကြတော့လေဘာမှမလုပ်လိုက်ရပဲအချိန်တွေကုန်သွားတတ်ပါတယ်တင်ကောဘလို့လူမျိုးထဲမှာပါဝင်နေတယ်လဲဒီနေ့ဗီဒီယိုမှာတော့တင့်ရဲ့အဖိုးတန်တဲ့အချိန်တွေကိုလေလွင့်မသွားစေပဲအကျိုးရှိဆုံးဘလို့အသုံးချမလဲဆိုတဲ့လျှို့ဝှက်ချက်၄ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်နံပါတ်1အချက်အရေးကြီးမှုအလိုက်ဦးစားပေးခွဲခြားပါအလုပ်တွေအများကြီးကိုပြိုင်လူလုပ်ဖို့ကြိုးစားတာဟာအချိန်ကုန်တာပဲအဖက်တင်ပြီးဘာမှပြီးမြောက်မှာမဟုတ်ပါဘူးဒါကြောင့်တင့်ရဲ့တနေ့တာအလုပ်တွေကိုအရေးကြီးပြီးအရေးတကြီးလုပ်ရမယ့်အလုပ်နဲ့အရေးမကြီးတဲ့အလုပ်ဆိုပြီးတိတိကျကျခွဲခြားလိုက်ပါအကြံပြုချက်တနေ့ကိုအရေးကြီးဆုံးအလုပ်3ခုထပ်ပိုမချပါနဲ့အဲ့ဒီအလုပ်3ခုပြီးသွားပြီဆိုရင်ပဲတင့်တနေ့တာဟာအောင်မြင်နေပါပြီနံပါတ်2အချက်အချိန်ပိုင်းခြားသတ်မှတ်ခြင်းဒါကတော့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေဖြစ်တဲ့ Elon Musk တို့ Bill Gates တို့သုံးတဲ့နည်းလမ်းပါအလုပ်တစ်ခုချင်းစီအတွက်အချိန်အတိအကျသတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်ဥပမာမနက်9နာရီကနေ10နာရီအထိစဖတ်မယ်10နာရီကနေ12နာရီအထိအဓိက project ကိုလုပ်မယ်ဒီလိုသတ်မှတ်လိုက်တဲ့အခါတင်အုံနောက်ကတခြားအရာတွေကိုအာရုံမရောက်တော့ပဲအဲ့ဒီအချိန်မှာလုပ်ရမယ့်အလုပ်တစ်ခုရဲ့အပေါ်မှာပဲရာနှုန်းပြည့်အာရုံစိုက်နိုင်တော့ပါလိမ့်မယ်နံပါတ်3ချက်ဖုန်းနဲ့မီဒီယာအသုံးပြုမှုကိုကန့်သတ်ပါကျွန်တော်တို့ရဲ့အချိန်တွေကိုအဆိုးရွားဆုံးခိုးယူနေတာကတော့ဖုန်းတီးပေးချက်တွေနဲ့လူမှုကွန်ရက်တွေပါပဲဗီဒီယိုအတိုလေးတစ်ခုကြည့်လိုက်အောင်မယ်ဆိုပြီးဖွင့်လိုက်ပေမဲ့တတိယလို့နာရီကြည့်လိုက်တဲ့အခါ1နာရီ2နာရီကုန်သွားတာမျိုးကြုံဘူးကြမှာပါဖြည့်ရှင်းနည်းအလုပ်လုပ်နေစဉ်အတွင်းဖုန်းကိုအနှောက်အယှက်မပေးရန်မှုတ်ပြောင်းထားပါသို့မဟုတ်တခြားအခန်းမှာထားပါအာယုံနောက်ဆရာတွေကင်းဝေးမှအလုပ်ကပိုပြီးမြန်ပြီးပါလိမ့်မယ်နံပါတ်4ချက်နာရက်ကိုလည်းတေချာစီစဉ်ပါအချိန်ကိုအကျိုးရှိသုံးတယ်ဆိုတာအနားမနေတောက်လျှောက်အလုပ်လုပ်နေတာကိုမဆိုလိုပါဘူးဆက်ရုပ်တွေတောင်လောင်စာဖြည့်ဖို့လိုအပ်တယ်လို့တင်အုံနောက်နဲ့ခန္ဓာကိုယ်ကလည်းအနားယူဖို့လိုပါတယ်အလုပ်လုပ်ချိန်မှာအပြည့်အဝအာယုံစိုက်ပြီးအနားယူတဲ့အခါမှာလည်းအလုပ်အကြောင်းလုံးဝမတွေးပဲတေချာအပန်းဖြေပါဒါမှစွမ်းအင်ပြန်ပြည့်ပြီးနောက်တစ်နေ့မှာပုံမကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေထွက်လာမှာဖြစ်ပါတယ်အနှစ်ချုပ်ပြောရရင်တော့အချိန်ကိုစီမံခန့်ခွဲတယ်ဆိုတာတင်ရဲ့ဘဝကိုစီမံခန့်ခွဲတာပါပဲအချိန်ဆိုတာပြန်ဝယ်လို့မရတဲ့တခုတည်းသောရင်းမြစ်ဖြစ်လို့ဒီနေ့ကစပြီးတင်းရဲ့အချိန်တွေကိုတန်ဖိုးရှိအသုံးချလိုက်ပါမနှက်ဖြန်မှလုပ်မယ်ဆိုတဲ့စကားကိုဖျောက်ဖျက်ပြီးအခုချက်ချင်းပဲစတင်လိုက်ပါ